မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ American နိုင်ငံကအီရန်နိုင်ငံအရေးနဲ့ပတ်သက်တော့၎င်းတို့နိုင်ငံ၏ UN ဖြည့်ရှင်းချက်အားဒေသပြောင်းလျက်ပြန်လည်ပြင်ဆင်ပြောကြားခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါပေမဲ့လည်းတရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံဘက်ကထိုအကြံပြုချက်ကိုဗီတိုအာဏာသုံးကပယ်ချနိုင်သည့်ကြောင်းမျှော်လင့်ထားကြပြီးဟောမှုစီလက်ကြတွင်မိုင်းများရှင်းလင်းပေးရန်နှင့်အီရန်နိုင်ငံဘက်ကတိုက်ခိုက်မှုများရပ်တန့်ရန်အတွက်ထိုအကြံပြုချက်ထဲတွင်တောင်းဆိုထားကြောင်းသိရှိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ရုရှားနိုင်ငံနဲ့ယူကရိန်းနိုင်ငံကြားယာယီပြစ်ခတ်ရစဲရေး3ရက်တာအား American နိုင်ငံကထောက်ခံကြောင်းသမ္မတဒေါ်နယ်ထရန့်ကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်သမ္မတဇလန်စကီဘက်ကလည်းတိုက်ခိုက်မှုကိုရပ်တန့်ပြီးပြည်တိကိစ္စရပ်ကိုမစိုးကြိုးစိုးလက်ခံကြောင်းပြောကြားခဲ့ပြီးထိုယာယီအပြစ်ခတ်ရစဲရေးအားနှစ်ဖက်လုံးကအပြည့်အဝလိုက်နာမလားဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့ရုရှားသမ္မတပူတင်က၎င်းတို့အကျဉ်းချုပ်ကျင်းပခဲ့သောစစ်ရေးချီတက်ပွဲအခမ်းအနားအတွင်းရုရှားနိုင်ငံဟာအမြဲပဲအောင်ပွဲခံနေရမှာဖြစ်ကြောင်းပြောကြားခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်သူဟာဆိုရင်တော့ဖြင့်ဒုတိယကမ္ဘာစစ်အောင်မြင်ခဲ့သည့်ပုံရိပ်အားအသုံးပြုပြီးယူကရိန်းနိုင်ငံနဲ့ဖြစ်ပွားနေသောစစ်ပွဲအားထောက်ခံမှုရရှိရန်အတွက်လှုံ့ဆော်တာပဲဖြစ်ပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့၎င်းတို့တင်သွင်းထားသောယာယီအပြစ်ခတ်ရစဲရေးသဘောတူညီချက်နဲ့ပတ်သက်ပြီးအီရန်နိုင်ငံထံမှတုံ့ပြန်ချက်ကိုစောင့်ဆိုင်းနေတာဖြစ်ကြောင်းအမေရိကန်နိုင်ငံအထွေထွေအတွင်းရေးမှူးချုပ်မာကိုရူဘီယိုမှပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်မကြသေးမီကနှစ်နိုင်ငံကြားကတောက်ကစားဖြစ်ခဲ့သောညလည်းပဲအမေရိကန်နိုင်ငံဘက်ကတော့တန်ကင်းတမန်ကင်းအရာဆွေးနွေးပြောဆိုခြင်းသည်ဟာစစ်ပွဲပုံမှုကျပြတ်မလာစေရန်ရှောင်ရှားဖို့အတွက်အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Trump Media နဲ့ Technology အဖွဲ့ကြီးဟာတစ်နှစ်တာရဲ့ပထမ3လအတွင်းမှာတွင်ဒေါ်လာ406မီလီယံနီးပါးဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်းသိရဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ကုမ္ပဏီဘက်ကတော့ဥပဒေအရကုန်ကျစရိတ်များဈေးကွက်မတည်ငြိမ်မှုနဲ့ထည့်ထွင်လှုပ်ဆောင်ခဲ့ရသောဂျိုးပန်းအထောက်အမှုများနဲ့ပတ်သက်ပြီးအပြစ်တင်ပြောကြားထားက၎င်းတို့ကုမ္ပဏီ၏စီးပွားရေးတည်ငြိမ်မှုနဲ့ပတ်သက်ပြီးစိုးရိမ်မှုများမြင့်တက်လျက်ရှိနေပါတယ်ရှင်